Mouse က Mickey Mouse အားလုံးပဲမင်္ဂလာပါလို့ KC Gaming Official Channel နဲ့ကြိုဆိုပါရစေဒီနေ့ဆော့ပြမယ့် game လေးကတော့ကိုမြင်တွေ့ရတဲ့အတိုင်းပါပဲလုံးဝမျက်လုံးယူပြိုးလာတော့လား Jana ဆိုတဲ့ Jana Hardcore Hobby ဆိုတဲ့ game လေးပဲဖြစ်ပါတယ်လို့ gain ပြောနေကြတယ်တော့မယ်ကြုံသူဘာလို့လဲဆိုတာအားလုံးသိကြမှာပါ Roblox ဆော့ဘူးတဲ့လူတွေတိုင်းအားလုံးသိကြတယ်သူဘာလို့လဲဆိုတာ Jana ကဘာလဲ Jana ကယူပဲဖြစ်နေတယ် Jana ကတကယ်ဆိုရင် Roblox ရဲ့ကြိုးကိုင်တော့မဟုတ်ဘူးပေါ့ဘယ်လိုပြောမလဲ hacker လို့ပဲပြောရမှာ hack တဲ့လူပေါ့အဲ့နည်းနည်းကြောက်နေတယ်ခဏလေးနေအောင် Jana လာပြီထင်တယ် Jana ဒီကိန်းထဲမှာရှိနေတယ်ထင်တယ်အဲ့ဒါ Jana မဟုတ်ဘူးတခြားကိုဆော့တယ်လူ Jana မဟုတ်ဘူးဒါပေမဲ့ဒီလိုထစ်နေပြီဆိုကျင်းသေးတယ် Jana ရောက်နေပြီထင်တယ် hacker တွေကသူတို့ရောက်နေတဲ့အကြောင်းကိုဘယ်သူမှမပြောဘူး KC line လဲကြောင်နေတယ်နေ Jana များပါလာကြည့်အောင်မယ် Jana တော့တရားမှမပါဘူးနော် Jana နဲ့တူတယ်တရားမှမပါပါလား line ရနည်းနည်းကြောင်နေတယ်နေ Okay Jana ကြတော့လိုက်ပြီးတော့ဟတ်နေတယ်လို့အကောင့်တိုင်းကိုဟတ်နေတာ Roblox မှာ one time နဲ့လည်းပတ်သက်တယ်အဲ့ one time နဲ့ကြတော့လဲ hacker ပဲခုနော် Brookhaven တို့ Adopt Me တို့ဘာတို့မှာလေ hacker တွေရမ်းများနေတယ်နော်အဲ့တတိထားကြအောင် Roblox ဆော့ရလူတွေတတိထောင်ကိုအကောင့်တွေကိုတေးသေးချာချာပြန်ပြီးတော့စစ်အောင်ပြီးတော့အကောင့်လေးဟိုကလောချထားအောင်ဆိုတော့ hacker တွေကဘယ်နေရာမှာဆိုရှိတယ်အဲကြောင့်မို့ KC ပြောတာ hacker တိုင်းကလူကောင်းမဟုတ်ဘူးတချို့လူကောင်း hacker တွေလည်းရှိရင်ရှိလောက်တယ်အဲနည်းနည်းကြောင်နေနေ line လေးနည်းနည်းကြောင်နေနော် Okay let's go အဲကြောင့်မို့တတိထားကြ Roblox တွေပါတယ်သုံးနေဆော့ရဲလူတွေဆိုအကုန်သိတယ် Jana ဘာတူလဲ one time ဘာတူလဲဆိုတာရှိတယ်ဘယ်လိုမျိုးတတိထားကြအောင် view ဆိုင်အောင်ကိုယ့်အကောင့်ကိုနော်ကိုယ့်အကောင့်ကို view ဆိုင်ကြအောင်ဒီမှာမဖြစ်တော့ပါဘူးမလုပ်နဲ့ဖြစ်လာတယ်နော်ဖြစ်တတ်တယ် KC ပြောပြီးပြီKC အကုန်ပြောပြီးပြီဖြစ်နိုင်တယ်နော်ဘာလို့လဲဆိုတော့သူတို့ကနေရာပေါင်းစုံမှာရှိနေတယ်ဂိမ်းတိုင်းမှာရှိနေတယ်သူတို့ကိုရုံမပြဘူးသူတို့ရှိနေဆိုတော့လူတွေမသိအောင်ကိုရုံမပြဘူးအဲကြောင့်မို့တစ်ခါလေကြလို့ရှိရင်ကိုက private server မှာပဲဖြစ်ဖြစ်ဒီလိုမျိုး public server မှာဖြစ်ဖြစ်เนาะပြန်ပြီးတော့လူတွေကိုပြန်စစ်ကြည့်အောင်ဒီလိုမျိုးပေါ့သူတို့တွေရောက်နေမလားရှိနေမလားဆိုတော့သူပြန်စစ်မရှိဘူးဆိုမှစိတ်အေးနဲ့ဆော့เนาะဘာလို့လဲဆိုတော့စိတ်မအေးလို့ရှိရင်သူတို့ရောက်ဆိုတာထင်ပေါ်တယ်ဘယ်လိုပြောမလဲတခါလေကျကို line က wifi ကို line ကအဆင်ပြေနေတယ်အရင်ကြီးအဆင်ပြေနေကြားထဲမှာထစ်သွားတယ်ဆိုရင်အဲ့ဒါပြန်စစ်ကြည့်လိုက်ဒီနေရာလေးကိုဒီကွက်လေးကိုပေါ့ Roblox logo ကွက်လေးကိုနှိပ်ပြီးတော့ပြန်စစ်ကြည့်လိုက်နာမည်တွေလူတွေလိုမျိုးပြန်စစ်ပေါ့ KC ဆိုအများအားလို့မျိုးပဲ private server မှာတယောက်တည်းဆော့တော့မယ်ဆိုပြန်စစ်တာ hacker တွေများရှိနေမလားဆိုပြီးတော့ဘယ်သူတွေများလာဟက်မလဲဒါမှဟက်လို့တော့မရတော့ပါဘူး KC ကိုအဲ့ဒီတစ်ခေါက်တော့ KC ပြောပြီးသွားပြီနော်ဒါက KC အကောင့်အသစ်ပါလို့ကောင်းဟောင်းကဟက်ခံလိုက်ရတယ်လေကြားလာပြီ KC ဒီ YouTube စမလုပ်တဲ့ကဟက်ခံရတာဒါတပောက်ဆုံးမဟုတ်တော့ဒီ game နင်သိတော့လို့ပဲနော်ဘာလို့လဲဆိုတော့ဟိုတစ်ခေါက်က Grand မှာ
grandma လား granny လားအဲ့ဒါဆော်တော့တခါကုတခါမဆိုးပါအကြောင်းဘသူပဲလာလာဟဟနော်သူပဲလာဟလာဟအဓိကလောရမှာကပါလဲဆိုတော့ကို့အကောင့်ကိုလောချထားဖို့ရည်ကြီးရဲ့လောမချနိုင်တော့မလုံနဲ့မစောနဲ့ပေါ့ဒီကတော့အကောင့်ကိုလောချနိုင်ရင်တော့အဆင်ပြေတာပေါ့ဒီချက်ဒါကြိုတင်ကာကွယ်ပြီးတော့ပြောပေးတာနော်တော့ကြ Roblox ဆိုတဲ့လူတွေအဟက်ခံရမှာဆိုလို့ပါလို့ဂျန်နာများဒီဂိမ်းနဲ့ရောက်နေမလားမသိဘူးဘာလို့လဲဆိုတော့သူ့ပုံပါတဲ့ဂိမ်းကို KC ဆော့နေလို့ဘာမှတော့မဖြစ်တော့ပါဘူးနော် KC ဒီအကောင့်တော့အဟက်မခံတော့ပါဘူးနော်ဆိုတော့ဒီကောင့်ကအဟက်ခံလို့မရဘူးအဟက်ခံလိုက်လို့ရှိရင် KC ဆော့ထားတဲ့ဟာတွေအကုန်ပျောက်ပြီး KC ဆော့ရမယ့်ဟာတွေဒီ favorite မှာပေါ့ favorite မှာထားတဲ့ဟာတွေလည်းအကုန်ပျောက်သွားမှာအဟက်ခံလိုက်ရရင်ခဏဒီကတော့အဟက်ခံလို့မဖြစ်ဘူးအော်မဆိုးပါဘူးပြောရအဟက်ခံလိုက်လို့ရှင်သွားပြီကုန်ပါပြီဒါမဲ့ဘာမှဖြစ်ဘူးဒီအကောင့်က Robux မရှိတော့အဆင်ပြေတယ် Robux ရှိလို့ရှင်ကျင်းသေးတယ်ကျင်းသေးပါကိုအဟက်ခံရမှာစိတ်ချနော်ဟိုရှိတဲ့ဟာတွေရထားသမျှ Robux တွေအကုန်လုံးဝယ်ထားသမျှ Robux တွေအကုန်လုံးပါသွားမှာလေKCရင်တော့တစ်ခေါက်ဖြစ်ဘူးတဲ့ Robux ဝယ်ထားပြီးတော့လေမသုံးပြစ်လိုက်ဘူးလေဘာဝယ်ရမှမသိတာနဲ့ဒီတိုင်းလေးပဲနေတာနေနော်ရှားနေအဟက်ခံရတယ်ဆိုတော့မဖြစ်အောင်လို့KCကကြိုတင်ပြောပေးတာတချို့လူတွေရှိတယ်လေငါကောင်အဟက်ခံလိုက်ရတယ်ဘယ်လိုလုပ်မလဲအေးပါကွာလိုင်းကလည်းကြောင်နေတယ်ဂျန်နာဂိမ်းကလည်းဆော့မိနေတယ်ဘောဇာနေရဒီကျင်းလို့ဖြစ်နေဘိုက်ကလည်းစားနေလိုင်းကလည်းကြောင်နေတယ်လူလိုပဲကြောင်နေပါတယ်နော်ပြီးတော့ဂျန်နာဂိမ်းကလည်းဆော့နေပါတယ်ပြီးတော့ဘောဇာနေရပါပဲမသေးသေးလို့လေဒီမှာသေးခုံထွက်တော့လို့ရသေးတယ်ခဏလေးစောင့်နိုင်အောင်မယ်โอเคတိုက်တယ်ကိုဒီလိုလုံးမရတော့မယ်လိုင်းကလည်းကြောင်နေတယ်လိုင်းကလည်းမကောင်းဘူးနော်thank you for following thank you so much wakeခဏနေဘာလုပ်လဲKCကိုလာပြီးဟို request လောက်တာခဏနေမ follow me လိုက်ရသေးဘူး sorry ခဏနေနာမည်ရှာလိုက်အောင်မယ်နင် wake ဒီမှာ wake KWKK45YXX thank you for following so much thank you for following me thank you so much Mr. or Mrs. thank you so much for following me I don't know who you are but love you so much and thank you for following me just me idea mare look at you follow it no be nangan le ro mthe Indonesia la India la မသိနိုင်ဘူးလေနော်ကိုယ်တငယ်ချင်းလှုပ်ချင်တယ်ဆိုတော့ခေချာ friendly ဖြစ်ပါတယ်လေပေါ်မှာလွတ်နေတယ်နေဝင်တဲ့ချင်းလို့ဖြစ်နေပြီKC ဆော့ချင်းဟိုအမလေးဂျန်နာအမလေးဟိုရှေ့တက်မှာဂျန်နာပဲအကြောက်ဆုံးပါလို့သူကဟက်ကာရဲ့ကြိုးကင်ဖြစ်နေတာ
လိုင်းကလည်းကြောင်နေတယ်ဂျန်နာကင်းကလည်းဆော့နေတယ်ဆိုတော့ဟုတ်နေပြီဘယ်ချိန်ဒီလောချလာတဲ့အကောင့်နဲ့ပါတော့လည်းမသိဘူးသူကင်းဆော့နေတယ်ဆိုပြီးတော့ခေစီလာဟတ်နေဦးမှသွားပါပြီရှိသမျှပြောခြင်းလိုင်းကလည်းကြောင်နေပါတယ်ဆိုနေကမှဂျန်နာနဲ့လည်းတိုက်ရိုက်ဆုံးနေတယ်လောက်ကြပါအောင်ဂျန်နာခေစီကိုစိုက်ကြည့်နေတယ်လောက်ကြပါအောင်ခေစီကြောက်တယ်ဟက်ကာတွေကိုပဲခေစီကြောက်ဆုံးသူတို့ဟက်လိုက်ရင်ကောင်းတိုင်းပျက်စီးသွားတာကြီးပဲကောင်းတဲ့ပြန်ဖွင့်ရတာကြီးပဲခေစီအိုက်လို့တယောက်ဆိုလည်းအဟခံလိုက်ရတယ် YouTuber ပေါ့ခေစီတဲ့ YouTuber ဆိုရင်လည်းအဟခံလိုက်ရတယ်ခေစီကအဟခံသွားပြီရှိသမျှပြောခြင်းကုန်ပါတော့လိမ့်မယ်โอเคပါအကောင်းနဲ့အဆိုးပြောမလားအဆိုးတွေအကောင်းပြောမလားရှိသမျှပြောခြင်းချိန်ညစ်တယ်မပြီးသေးဘူးလားအော်တင်နေသေးတယ်ရေးတယ်ရှိသမျှပြောခြင်းပြီးတော့မယ်ရှေ့ကနေမကားထားနဲ့ TikTok တော့ board ကြနေတာပဲအရှေ့ကနေမကားထားနဲ့ဘာမှမမြင်ဘူးဒီကပြောတာသူတို့အရှေ့ကနေကားထားလို့ရှင်အဲ့စာတန်းပေါ်လာတယ်လေ push player ဆိုတဲ့စာတန်းပေါ်လာအဲ့ဒါကိုနှိပ်လိုက်ရင် Robux တောင်းတယ်မရှိပါဘူးဆိုမှလာတောင်းနေတယ်Robux မရှိလို့เนาะအေးချမ်းချမ်းနေနေတာလာတောင်းနေတယ်ဟဲ့ခေစီအမုံဆုံးကဒါပဲခေစီအမုံဆုံးပဲဒါเนาะဘယ် game မဆိုအော်ခုံနေတာဘာလို့မခုံတာလဲလို့ခုလူလဲခေစီအမုံဆုံးပဲဒါဒီခဏလေးရအောင်တော့လုပ်လိုက်Okay. Push player မပူနော်မပူလုံးမပူအော်ဂျန်နာများရောက်နေလားမသိဘူးဂျန်နာရောက်တော့ quite မယ် short ရှိတယ်ဂျန်နာရောက်နေတော့သွားပြီမ push ဘူးလို့ပြောပြီးပြီမပူလုံးဝမပူနော်ပြီးတော့မယ်ဒါပြီးပြီ Okay we're good Okay ကဲပြီးပါပြီ Yay you're so good မလေးဂျန်နာကြောက်စဲclaim Regin from Lucky Blocks Regin team လို့ရှိရင်ဟိုဖြစ်တာအမလေးစကလေးတန်းကြည့်အောင်စကလေးတန်းမလို့ကြီးလေကျင်းနေတယ်ကစီတိနေတယ်ဒီစကလေးတန်းကစီတိနေတယ်ကြည့်ပြမယ်ခဏလေးနေအောင်အင်ကြီးခုနေတယ်နေအောင်ဝယ်စားခုနေတယ်ဝယ်စားခုနေတော့ကျွန်မမြင်ဘူးပြန်ခုလူ clear inventory no အမကြီးတော့ဒါ backpack ကျင်တယ် backpack များလား KCD ဟာတခါမှမတွေ့ဘူးနော်ဒီ backpack လားဒါမှမဟုတ်ပါကြီးလေကက်ဆက်လားမသိတော့ပါဘူးဟိုအများကြီးပဲနော်ကက်ဆက်ကဒီမှာအဲ့ဆိုလို့ရှင်ဒါဘာကြီးတော့ backpack လား backpack ကျင်တယ်နော် pizza ဒါအလာဒင် Okay ကဲဒီနေ့လောက်ပဲလို့ခေချီပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ဖက်တော့ကျေးဇူးအများကြီးတင်ပါတယ်လို့နော်ကဲခေချီရဲ့ဒီ channel လေးကိုဒီ channel တော့မြတ်ကုန်ပြီခေချီဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like share comment ပေးဖို့မမေ့ကြပါနဲ့เนาะပြီးတော့ခေချီရဲ့ဒီ channel လေးကိုလည်း
အမလည်းကြည့်ပါဦးဘလို့ကြီးတော့ရဲ့ဒီ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့လို့ခင်စီပြောချင်ပါတယ်ဟဲ့ဒီနေ့တော့ပဲနောက်ဗီဒီယိုတွေမှာဆက်ဆုံကြမယ်နော် Okay bye